Okay, all about me, product and the business and to the buy. General don't you buy. General didn't lila muli maro, general ya, Pauli, Adamless, CSS mama, general ya, bona, bona, the background lady, web you bait, cuckoo, bona, sa, web you bait, general, a dip to cool a page BG, web you bait, bone, web you bait, general, ya, main, I look down to buy. A main is what you did that low. ဒီမှာတော်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 မိတ်လိုက်တာဘလားလိုက်တာမဟုတ်ဘူးเนาะကျွန်တော်ရဘယ်လိုလုပ်တာလဲဆိုရင်ကျွန်တော်ရဒီ image လေးကိုကျွန်တော်ရ transparent လုံးဝကိုအမိန်ထားလိုက်မယ်ဆိုရင် transparent လေးပါတခါဖြစ်အောင်လို့ကျွန်တော်လုပ်တာပေါ့เนาะဟုတ်ကဲ့အဲ့ဒါဆိုတော့ကျွန်တော်ရချက်ကြည့်အောင်ကျွန်တော်ဒီမှာ img လေးတစ်ခုကျွန်တော် down ထားရပေါ့အဲ့ဒါလေးကိုကျွန်တော်ရထုတ်လိုက်မယ်ဒီမှာ img နဲ့ကျွန်တော်ရ image လေးကိုထုတ်လိုက်မယ်ပေါ့ imag image.jpg ပေါ့အဲ့ဒါလေးကိုကျွန်တော်ထုတ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်ရ image လေးရလာမယ်ပေါ့ဒီ image ကိုကျွန်တော်ရဘာလုပ်မလဲဆိုရင်တော့ပေါ့เนาะဒီ image ကိုကျွန်တော်ရဟိုပါရထားတာနဲ့သူ့ကိုမှိန်အောင်လို့လုပ်ချင်တယ်ပေါ့အဲ့ဒါကြရင်ကျွန်တော်ကဘာလုပ်လို့ရလဲဆိုရင်ဒီမှာ img ကိုကျွန်တော်ရဟိုပါဆိုပြတော့လုပ်လို့ရတယ်မှိန်တဲ့အခါမှာပေါ့နော်သူကနည်းနည်းလေးပဲမှိန်သွားချင်တာအဲ့လိုမျိုးမှိန်ချင်တယ်ဆိုရင်ဘယ်လိုလုပ်လို့ရလဲ transparent လေးပါလေအဲ့လိုပုံစံဖြစ်ဖြစ်ရှိတယ်ဆိုဘယ်လိုလုပ်လို့ရလဲဆိုရင်တော့ပေါ့နော်ကျွန်တော်ရ opacity opacity ဆိုတော့သုံးလို့ရတယ်ပေါ့ opacity ကတော့10နေပြီးတော့0ကနေပြီးတော့10နိရှိရပေါ့ဗျာအဲ့လိုမျိုးရှိရဲသူက percentage လည်းသွားလို့ရတယ် 100% လည်းရှိရပေါ့ကျွန်တော်တို့ဒါကို 50% ဆိုပြီးကျွန်တော်ထားလိုက်ပဲပေါ့ဒါဆိုတော့ကျွန်တော်ရပို့ပြီးသိတာအောင်လို့ပေါ့ဒါဆိုတော့နားလဲအောင်လို့ကျွန်တော် 50% ထားမယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြီးလိုက်မယ်ဆိုရင်တော့ကျွန်တော်ရ opposite ကို 50% ထားထားတဲ့ကြောင့်မလို့ကျွန်တော်ရ90%မှိန်သွားမှဖြစ်တယ်ပေါ့အမိန်ဝါဖြစ်တယ်ဆိုတော့ကျွန်တော်ရဒီ image တွေကိုဘောနော်ဒါဟိုပါလောက်လိုက်မှဟိုပါလောက်လိုက်မှပေါ့နော်ဒီတိုင်းရှိနေတယ်ပေါ့ဒါကိုကျွန်တော်ရဟိုပါထောက်လိုက်ပြီဆိုတော့ဟိုမှိန်သွားပေါ့နော်အဲ့လိုမျိုးလေးလည်းကျွန်တော်ရလုပ်လို့ရဖြစ်ပါတယ်ဒါကျွန်တော်မိန်လို့ပဲရတာဆိုမဟုတ်ဘူးเนาะကျွန်တော် bright လုပ်လို့လည်းရတယ်ကျွန်တော်ဒီမှာ image ကိုစလာကြတဲ့မိန်ထားလိုက်မယ်ထားလိုက်ပါတော့ opacity ကိုကျွန်တော်ရ 50% လောက်ထားလိုက်မယ်ဆိုရင်ဒါဆိုကျွန်တော်ဒါဆိုရင်လာကြတဲ့စလာကြတဲ့မိန်ညာပေါ့ကျွန်တော်ဖိုပါထားလိုက်တော့မှဒီလိုမျိုးမမိန်တော့ပဲねပြန်ပြီးတော့ဘောနော်အပြည့် opacity အပြည့် 100% ပြန်ဖြစ်သွားမျိုးအဲ့လိုမျိုးကြီးကျွန်တော်လုပ်လို့ရဖြစ်ပါတယ်ဒါကတော့ပေါ့နော်ကျွန်တော်ဒီလို image တွေလည်း image တွေမကောက်ဘူးပေါ့နော်ဥပမာကျွန်တော်တခုပြပြရမယ်ဆိုရင်ကျွန်တော်ဒီမှာဒီ image ကို background image အနေနဲ့ထားလိုက်မှာဗျာဒီမှာဒီကောက်ကို body ကိုလာမယ် body ကိုလာပြီးတော့ကျွန်တော်ရpackgru နဲ့ background img url နဲ့ကျွန်တော်ယူလိုက်မယ်ဒီရဲ့မှာကျွန်တော်ကဘာကိုတွေးမလဲဆိုရင် image.jpg ကိုကျွန်တော်ရေးပေးလိုက်။ဘာလို့ဒီအောက်မှာကျွန်တော်ရဘာလုပ်မလဲဆိုရင်เนาะ display တစ်ခုနဲ့ဘောနော်ဒီထဲမှာကျွန်တော် lorem လေးရေးမယ်ပေါ့ lorem ဒီကောက်ကိုdiv ကိုကျွန်တော်ကbord က border 2 pixels solid red ပေါ့ပြိုင်စားတဲ့ bord ကပေါ့နော်ဟောတာပြိုင်ကျွန်တော်ရ background ကို purple ဆိုပြီးထားမယ်။ပိုက်ဆိုpadding ကို20 pixel ထားမယ်ပြီးရင် margin ကို10% ဆိုပြီးကျွန်တော်ထားလိုက်ပါအဲဆိုကျွန်တော်ဒီမှာသွားကြည့်လိုက်မယ်ဆိုတော့ဒီပုံလေးက background ဖြစ်နေရပေါ့နော်ဒီပုံလေးက background ဖြစ်နေပြီးတော့ကျွန်တော်ရဒီစာလေးကဒီလိုရောက်နေမှာပေါ့ဟုတ်တယ်မလားကျွန်တော်ရအဲ့လိုဟုတ်ရောက်နေပြီဆိုရင်ကျွန်တော်ကဘာလုပ်ချင်တာလဲဆိုတော့ဒီစာလေးကို transparent လေးဖြစ်ချင်တာပေါ့ဗျာအောက်ကကျွန်တော်ရပုံလေးနဲ့ရှေ့ဟာလေးကိုကျွန်တော်ရ transparent လေးဖြစ်ချင်တာအဲ့တော့ကျွန်တော်ရဘာလို့လုပ်လို့ရလဲဆိုတော့ကျွန်တော်ရပေါ့နော်ဒီမှာဒီကောင်ကိုဆက်ပြန်အောက်လုပ်လိုက်မယ်ဒါကိုကျွန်တော်ဘယ်လိုလုပ်လို့ရလဲဆိုရင်ဒီ div လေးကိုကျွန်တော်ယူလိုက်မယ်ပေါ့အဲ့ဒီထဲမှာကျွန်တော်opacity ကိုကျွန်တော်75% ထားလိုက်မယ်ဆိုရင်ကျွန်တော်မိန်သွားမှာပဲဖြစ်တယ်ပေါ့ဒါဆိုတော့ကျွန်တော်အနောက်ကစာကိုပြန်ပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ်အနောက်ကပုံလေးကိုပြန်ပြီးတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒီစာလေးကမိန်သွားပြီးတော့ဒါကတော့ကျွန်တော်opacity ရဲ့အလုပ်လုပ်ပုံပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီပေါ့နော်လေ့လာမှုလေးကဒါတော့ပါပဲကျွန်တော် opacity ဆိုတာလေးကမိန်လာဒီဦးအဲ့လိုမျိုး transparent မှာဖြစ်လို့လုပ်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော် opacity လို့ခေါ်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့လိုက်ပြီးလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ်လေ့လာမှုလေးမှာကျွန်တော်ပြန်ပြီးတော့ပြန်ဆောင်ကြပါမယ်